ဒီနေ့မနေ့ခင်းလေးရဲ့ခေါင်းစဉ်လေးကတော့အာဟတ်ဤစိုက်သည့်အတိုင်းရေးရခြင်းလူတစ်ယောက်ဟာသူတစ်ပါးကိုမတရားညှင်းဆဲပြီးလူယူလိုက်တဲ့အရာကနေပျော်ရွှင်မှုရနိုင်ပါသလားဤတရေရာမင်းကြီးအာဟတ်ကနာဘုတ်ရဲ့စပစ်ဥရှင်ကိုလူယူဖို့နာဘုတ်ကိုမတရားတပ်ဖြတ်ခဲ့ပါတယ်သူဟာဥယျာဉ်ပိုင်ဆိုင်သွားပြီလို့ထင်ပေမဲ့ဖျားသခင်ကထိတ်လန့်စရာကောင်းတဲ့တတိပေးချက်တစ်ခုကိုသူ့ကိုပေးခဲ့ပါတယ်ခွေးတို့သည်နာဘိုး၏အသွေးကိုရက်သောအရက်၌တင်၏အသွေးကိုလည်းရက်ကြလိမ့်မည်တဲ့အာဟတ်မင်းကဒီပရောဖက်ပြုချက်ကိုကြောက်လို့စစ်ပွဲထဲမှာတာမန်စစ်သားလိုရုပ်ဖြတ်ခဲ့ပါတယ်ရန်သူကသူ့ကိုမှတ်မိအောင်တေဘေးကလွတ်အောင်မင်းမြောက်တစားဝစ်စုံကိုချွတ်ထားခဲ့ပါတယ်ဒါပေမဲ့လူတစ်ယောက်အမှတ်မထင်ပြစ်လိုက်တဲ့မြားဟာအာဟတ်ရဲ့ဝစ်စုံအစ်စ်ကြားကိုတက်မှန်သွားခဲ့ပါတယ်အာဟတ်ဟာညနေဆောင်မှာတေဆုံးသွားပြီးသူ့ရဲ့စစ်ရထားကိုရှမာရိရေကန်မှာစီးကြောတဲ့အခါဖျားသခင်မိန်တော်မူတဲ့အတိုင်းခွေးတွေဟာသူ့အသွေးကိုလာရောက်ရက်ခဲ့ကြပါတယ်တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး21အပိုက်ငယ်19ထာဝရဘုရားမိန်တော်မူသည်ကသင်သည်လူအသက်ကိုတက်၍သူ့ဥစ္စာကိုသိမ်းယူပြီးလောတဖန်မိန်တော်မူသည်ကခွေးတို့သည်နာဘုတ်အသေးကိုရက်သောအရက်၌သင့်အသေးကိုလင်ရက်ကြလိမ့်မည်ဟုမိန်တော်မူကြောင်းကိုစင့်ဆိုလောဟုမှားထားတော်မူ၏ဘုရားသခင်ကဘာကြောင့်ဒီလောက်အထိကြောက်စရာကောင်းတဲ့စီရင်ချက်ကိုပေးခဲ့တာလေအဖြေကတော့စိုက်သည့်အတိုင်းကိုပြန်ရိပ်ရမယ်ဆိုတဲ့ဖြောင့်မတ်ခြင်းတရားကြောင့်ပါပဲအာဟတ်ဟာအပြစ်မဲ့တဲ့နာဘုတ်ကိုတတ်ပြီးအသွေးကိုမြေပေါ်ကျစေခဲ့လို့သူကိုယ်တိုင်လည်းအဲ့ဒီတိုင်းပြန်နေပြီးဆက်ခဲ့ရတာပါဘုရားသခင်ရဲ့စကားတော်ဟာအချီးနှီးမဖြစ်ပါဘူးအချိန်တန်ရင်ပေးထားတဲ့ဂတိတော်ရောတတိပေးချက်ပါတိကျစွာပြည့်စုံလာမှာဖြစ်ပါတယ်ကြားနာသူရောက်တိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်